လောကလူပုံဆိုတာအတိတ်ကံကောင်းကြလို့လူပုံကလေးတဲ့သစင်ရောက်လာခဏတာလေးလူဖြစ်တဲ့အခါလောဘဒေါသမောဟနဲ့မမာနတွေသင်ရဲ့နှလုံးသားထဲမှာအမုန်းတရားများလေကင်းဝေးပါစေတရက်တာတလစာမိတ်ကင်ကလေးမှာနဖူးပေါ်လက်တင်စင်သာရင်သာကုသိုလ်အကုသိုလ်ထိုနှမျိုးကိုချိန်ဝေခွက်တဲ့တင်ထက်ကြည့်ပါကုသိုလ်သာလေးသာခေရင်နိဗ္ဗာန်လမ်းသို့မြန်ရမှာပါအကုသိုလ်အလေးသာသွားရင်အပေဘုံငရဲခံရလိမ့်မှာကိုပြုသမျှကံကိုသာပဲခံဤကံမလွဲခံစားရမှာမွေးငင်မနာရင်မသိခင်ကလေးမှာအတိနဲ့တည်းရှိ၍အသက်ရှိပါလောကလူပုံဆိုတာအတိတ်ကံကောင်းကြလို့လူပုံကလေးတဲ့သစင်ရောက်လာခဏတာလေးလူဖြစ်တဲ့အခါလောဘဒေါသမောဟနဲ့မမာနတွေသင်ရဲ့နှလုံးသားထဲမှာအမုန်းတရားများလေကင်းဝေးပါစေတရက်တာတလစာမိတ်ကင်ကလေးမှာနဖူးပေါ်လက်တင်စင်သာရင်သာကုသိုလ်အကုသိုလ်ထိုနှမျိုးကိုချိန်ဝေခွက်တဲ့တင်ထက်ကြည့်ပါကုသိုလ်သာလေးသာခေရင်နိဗ္ဗာန်လမ်းသို့မြန်ရမှာပါအကုသိုလ်လေးပါသွားရင်အပေဘုံငရဲခံရလိမ့်မှာကိုပြုသမျှကံကိုသာပဲခံဒီကံမလွဲခံစားရမှာမိုးငင်မနာခင်မသိခင်ကလေးမှာအတိနဲ့တည်းရှိ၍အသက်ရှိပါလူသားတိုင်းသိဖို့လိုပါသည်30ပုံအတွင်းမှာကုသိုလ်ပြုစရာလူပုံတစ်ခုတည်းသာရှိတာလူဘဝခဏတာရောက်ချိန်ကလေးမှာကုသိုလ်ဒါနပြုသွားကြပါအိုးရောင်တရားရောင်တောင်းနဲ့ကြောင်ချောက်ချတည်တည်သွားရင်ယမမေတ္တာရောက်ရှိပြန်တော့တင်ကိုစစ်စစ်ကုသိုလ်တွေမေးဗလာနာတိကုသိုလ်တွေမရှိခဲ့ရင်ဘယ်ဘုံစခန်းသို့သူလမ်းပြမည်ကုသိုလ်ပြုရာလူဘဝကလေးမှာအတိနဲ့တည်းရှင်၍အသက်ရှိပါ